ပလာတယ်ပါကြီးဖျက်ရလိမ့်မယ် မင်းမလည်းဝိုင်းနေစီမင်း ဘာ ငါ လဲ တို့ ကို တိတ် နားမလဲတူတူပြောပါကိုကြောက်နေမမျောတော့ ဟောရောဘာလို့လဲလုံးဖုန်းနေနေ မင်းက ကွာ လူတွေနေဆက်ကြိုင်နေ ဟောကိုမင်းကဘူးလုံးနေနော် ဘာလို့ပေါ်ရလဲတော်တော်ဆိုးပါတယ်တနေ့နဲ့တနေ့လက်ဖေးသုံးတော့နတ်မမှန်နေတော့ ဘာလို့ဘာကိုင်းမလဲ ငါတို့ကုသကံလည်းဘယ်လိုပြောမှန်းကိုမသိပါဘူးငါတို့လည်းအလုပ်ကြိုးစားပြီးလုပ်တာပဲရိုးသားသားလေးလုပ်တာပဲအလုပ်ကိုမမြဲတာတော်ကြအလုပ်ရှင်ကလူပိုလို့မင်းတို့မလိုတော့လို့အလုပ်တကူ2ရက်တောင်မခံဘူးဘယ်လိုလုပ်ကြလို့ရကန်လေးပါလေစမ်းပြီးထီထိုးကြည့်အောင်ထီများပေါက်ခဲ့လို့တော့ဘွားပြောင်းမယ်ဟမ် တီထိုးအောင်တီတဲ့တောင်ဘယ်လောက်လဲသိလားအဲ့ထိုးဖို့ပတ်စံမြင့်ပမာ ထီထိုးတော့လည်းဟုတ်ပါတယ်ကွာထီဆိုတော့လေအတိတ်ကံနဲ့ဆိုင်ပြီးကိုယ်တိုင်လည်းပေါက်တာမဟုတ်နော်ကြောက်ရှာတဲ့သူကလည်းကြောက်ရတာမဟုတ်ရွှေရှာတဲ့သူကလည်းရွှေရတာမဟုတ်ရေနံတူးတဲ့သူကလည်းရေနံရတာမဟုတ်ဘူးအေးအဲ့ဒါတွေအတိတ်ကံတွေသိလားငေါထီပေါက်ဖို့ဆိုတော့လေအတိတ်ကံပါမှပါတယ်နော်ငါတို့ကံမဖြစ်နိုင်ပါဘူးပေါက်ဖို့လည်းမဖြစ်ဘူးတောင်ကြကံမပေါ်နိုင်သေးဘူး ငါစဉ်းစားတစ်ခုရှိသေးတယ်ဘာလို့တင်တော့တွားလိုက်နေပတ်စံနေပါရင်ကောက်ရဆိုဆိုး ဟောအယူကြီးရလဲအဲ့တော့ဒါကံကောင်းနေလို့ငေါဒီလိုတော့မနေရဘူး မင်းပြောသလိုငါတို့ကအိမ်မှာမနေဘဲနဲ့လမ်းကြီးပဲထွက်နေရမလို့ဖြစ်နေ ဟုတ်ပါကွာ ငါလည်းလိုချင်တာလေးပြောမိအောင် လို့နော်ယူသားသားလို့တော့လေအလုပ်ကအဆင်မပြေနော်နော်လောက်စားတော့မိုးခေါင်းနော်ခိုးစားတော့ခွေးအောင်ဆိုတဲ့ဘာမျိုးရတော်ပြီအော်ရောလို့ဆိုတာတတိယမြင်တော့မနေ့ကငါတို့ပြောတဲ့အလုပ်ရှင်တယောက်ကြီးတွားကြည့်ပါဟိုလေအိမ်စေးတုတ်မယ်ဆိုလေ ဟောအေးဟုတ်သားမိတ်နေတာ တကယ်လို့ရမယ်ဆိုလည်းအဲ့လေလုံး အေးအေးကွာ အဲ့ဒါကြီးရတော့ငါပြန်ကောင်း ရှင်မပြောဟုတ်နော်ဒီမှာဆောက်ရတယ်ဒီကနေကောက်လိုက်တော့ အဲ့ဒီနေလာကတော့သူများပြည်စီသူတိတ် ဟောဒီနေ့ကကိုမမရှာနိုင်တာဘူးမင်းလေသိရသားနဲ့ ဟာရော ဟာလေလမ်းတော့ဘောတဲ့မူးရ အလူရောထုတ်လေးလားမသိဘူးညနေကျမြည်လို့ရတယ် ဘာလို့တော့မင်းကောက်ပြီပါနဲ့ကွာသူကစားပြီးလိုက်လားမသိ မင်းကလေမြည်လို့ရအစ်စ်တွေပါတွေဆိုလေကံကောင်းပြီးအစ်စ်ဖြစ်နေတယ်မဟုတ်ကွာမင်း ဟုတ်အချက်မိုးပဲရှိတာသူညက် ပြောဘာလို့ဆိုလဲမဟုတ်ဘူး ဘိုင်းလေ ဟာရောအောင်တမာရီကွာဟာရောအိုးဟာဒီမှာလက်စောဟိုးဘာလဲဆိုတော့အစ်စ်လေ